အိမ်မှာအသေးရောက်လာတဲ့ဒီမျိုးအကျွတ်ရဲ့ဒီမျိုးလာမုံမျိုးလိုပုံစံလေးကိုစားပြတော့မှာဖြစ်ပါတယ်။တော့အနီပဲမဟုတ်ပါဘူး။ဒီမှာအိမ်မှာကလိမ္မော်ဆိုပြီးတော့၃မျိုးအယုံဆုံးဒီအရင်စားကြည့်မှာဖြစ်ပါတယ်။အသားရယ်ပဲရယ်လားမသိညှက်ထားတာ။ဘာအသားလဲတော့မသိပါဘူး။ဒါလည်းကောင်းပါရဲ့။မိနေဒါနောက်မှစားမယ်။ဒါအဆက်ဆိုတော့နောက်မှဒါလေးအချုပ်ပေးလိုက်ပါမယ်။တချို့တစ်ထောင်စားလိုက်တဲ့ချိန်မှာဒီဂျုံနဲ့ကြော်ရတဲ့မုတ်ကအရင်အရသာလေးလာပြီးမှနောက်မှအဆက်အရသာလေးပို့တာပေါ့နော်။စားကောင်းနေတာအားစက်နေမှာမဟုတ်ပဲနဲ့သူကတဖြည်းဖြည်းဆက်လာတဲ့ပုံစံမျိုးနံပါတ်6ဒီရလေးဒါဂျုံလေးကိုဘာနဲ့ကြော်လိုက်လဲမသိဘူးကြော်ပြီးတော့ဒီမာလာရှမ်းကောအနည်းလိုမျိုးမာလာအနည်းလိုမျိုးဟာလည်းပြန်လောင်းလာအောင်ပြီးရပါအမျိုးထင်တယ်လို့ပြောပြန်စားပါမယ်လေးပဲကျန်တော့ပါဒီ vlog လေးကတော့ပါမယ်နောက် vlog တွေမှာပြန်တွေ့ပါမယ်ဒီ vlog လေးကိုကြိုက် follow လုပ်သွားပေးပါ